ဇလန်လေးရဲ့အစမှာတော့ချမ်းမန်တာအိုနယ်ဘယ်ကနေထန်းနီပတိစေးလို့ခေါ်တဲ့လောကယတနာတစ်ခုကကျူးချွေ့ကြိုပေါ်ကိုကြားရောက်လာခဲ့ပြီးစစ်ထုနန်ဆိုတဲ့သူဟာအမတ်မထင်ရရှိသွားခဲ့ပါတယ်။ထန်းနီပတိစေးပိုင်ဆိုင်သူကနတ်ဖုံနယ်ပယ်ထိရောက်ရှိနိုင်တယ်ဆိုတဲ့ဒဏ္ဍာရီရရှိနေခဲ့တာကြောင့်အလွန်ကိုအဖိုးတန်တယ်လို့လူတိုင်းကလည်းငန်းငန်းတက်လို့ကျင်ကြပါတယ်။ဒီလိုနဲ့ထန်းနီပတိစေးကိုစစ်ထုနန်ပိုင်ဆိုင်ထားမှအခြားသောကျင့်ကြံသူတွေတည်သွားတဲ့အချိန်မှာတော့စစ်ထုနန်စီကနေလူယူဖို့စ조사ရင်းတိုက်ပွဲများစွာဖြစ်ပေါ်လာခဲ့ပါတော့တယ်။နောက်ဆုံးမှာတော့ကျူးချွေ့ကြိုပြင်ပကစွမ်းအားကြီးသူတွေပါရောက်ရှိလာခဲ့ပြီးပူပေါင်းတိုက်ခိုက်တာကြောင့်စစ်ထုနန်လည်းအသေးအတန်ခုခံနေရပါတော့တယ်။စစ်ထုနန်ဟာကျူးချွေ့ကြိုပေါ်မှာတော့ပြိုင်ဘက်ကင်းကျင့်ကြံသူတယောက်ဖြစ်ပေမဲ့ပြင်ပကံပါကစွမ်းအားပိုကြီးတဲ့သူတွေပါရောက်လာကြတဲ့အတွက်ခက်ခဲလာခဲ့ရတာပါ။အရေးနှိမ့်လာတဲ့စစ်ထုနန်လည်းစွမ်းအားကြီးသူတွေတောင်ပေါင်းတိုက်ရတာကြောင့်မိမိကိုမိမိအထင်ကြီးရတဲ့ဆိုတဲ့အကြောင်းပြောရင်လှုပ်ဝက်တိုက်ကွက်တစ်ခုကိုထုတ်ဖော်ကတိုက်ခိုက်လိုက်ပါတယ်။ထွက်ပေါ်လာတဲ့အဖြစ်စွမ်းအားကအလွန်အပြင်းတဲ့အတွက်စစ်ထုနန်ရဲ့ခန္ဓာကိုယ်လည်းပျက်စီးသွားခဲ့ရတယ်လို့အခြားကျင့်ကြံသူတွေလည်းအဝေးကြီးကိုလွင့်စင်သွားကြရပါတယ်။ဒီလိုနဲ့စစ်ထုနန်ရဲ့ဝိညာဉ်ပျောက်ဆုံးတော့မဲ့အခိုက်အတန့်မှာထန်းနီပတိစေကစိတ်ဝိညာဉ်ကိုအလိုလျောက်ဆုပ်ယူပြီးကျူးချွေ့ကြိုရဲ့ဝေးလံတဲ့တနေရာကိုကြားရောက်ပြောက်ကွယ်သွားရင်ကံတရားသားတော်ကိုနှစ်ပေါင်းများစွာတိတ်တဆိတ်ဆောင်ဆိုင်နေပါတော့တယ်။တောတောင်ရီမြေတာယာလာပတဲ့ရွာလေးတစ်ရွာမှာတော့ငယ်နာမဲ့ထေကျူးလို့ခေါ်တဲ့လူငယ်လေးတစ်ယောက်ဟာမကြာခင်မှာဖြေဆိုရမယ့်မင်းမှုထမ်းစာမေးပွဲအတွက်ကြပြစာပေတွေကိုရွတ်ဆိုလို့နေခဲ့ပြီးသူ့ရည်မှန်းချက်ကမင်းမှုထမ်းကောင်းတစ်ယောက်ဖြစ်လာကမိဘတွေကိုကောင်းကောင်းမွန်မွန်ထားချင်တာဖြစ်ပါတယ်။နောက်လာမဲ့3ရက်ဆိုရင်3နှစ်တစ်ကြိမ်ကျင်းပလေးရှိတဲ့နဝိစာပွဲတော်အတွက်အထည်တွေများနေခဲ့တာကြောင့်သူတို့မိသားစု3ယောက်လည်းနဝိစာပုံစံပပူးရုပ်များထူရင်အလုံးများနေခဲ့ကြပါတယ်။အဖြစ်ဆိုတာနေရာတိုင်းမှာရှိတတ်တယ်လို့တာယာနေတဲ့တနေ့တာကိုဖျက်ဆီးပစ်မဲ့လူတစုကချန်တကားဝကိုတွန်းဖွင့်ပြီးဝင်ရောက်လာခဲ့ကြပါတယ်။သူတို့ဟာအရင်ရှင်ချစ်တီးများဖြစ်ကြပြီးဝက်လင်းတို့စီကနေ2လတစ်ခါအကျွေးလာတောင်းတက်တယ်လို့ပေးစရာမရှိရင်ပပူးရုပ်တွေကိုယူသွားတတ်ကြပါတယ်။အခုတစ်ခေါက်မှာတော့ပပူးရုပ်တွေအပြင်မင်းမှုထမ်းစာမေးပွဲသွားဖြစ်ရင်သုံးဖို့စုထားတဲ့ငွေတွေကိုပါတောင်းပန်နေတဲ့ကြားကနေအတင်းယူဆောင်ကြပြန်ပါတယ်။ဒီငွေတွေကထေကျူးရဲ့ဘဝတက်လန်းတွေဖြစ်လို့ယူမသွားပါနဲ့ဆိုတဲ့မိဘတွေရဲ့တောင်းပန်တဲ့တွေကိုကြားရတော့သူလည်းရင်နာလာခဲ့ရပါတယ်။အဲ့ဒါကြောင့်သူတို့ကိုတောင်းပန်နေစရာမလိုသလိုတောင်းပန်နေလို့လည်းငွေပြန်ပေးမဲ့သူတွေမဟုတ်ဘူးလို့ပြောရင်းအဖေဖြစ်သူကိုဆွဲထုတ်ဖို့စ조사လိုက်ပါတယ်။အဲ့ဒီအခါထေကျူးလေးကပဲငါတို့ကိုနားလဲပေးနိုင်တာလို့ရည်တဲ့ပြောရင်ချစ်တီးများထွက်သွားကြပါတော့တယ်။တကယ်တော့ဝက်လင်းရဲ့အဖေဖြစ်သူကချမ်းသာကြွယ်ဝတဲ့ဝက်မိသားစုကြီးကနေဆင်းသက်လာတဲ့သားဆိုပေမဲ့တရားမဝင်မယားငယ်တယောက်စီကနေမွေးဖွားလာခဲ့တာဖြစ်လို့မိသားစုကနေစွန့်ပစ်ခြင်းကိုခံထားရသူလည်းဖြစ်ပါတယ်။အဲ့ဒီနောက်ဒီရွာလေးကိုပြောင်းရွှေ့လာခဲ့ပြီးပပူးလုပ်ငန်းနဲ့အသက်မွေးဝမ်းကြောင်းပြုရင်းနေလာခဲ့တဲ့နောက်ဝက်လင်းအမေဖြစ်သူနဲ့လည်းဒီရွာလေးမှာပဲအကြောင်းပါခဲ့ကြပါတယ်။ဒါပေမဲ့ကန်ဆိုးမှုတွေကတော့အခုချိန်ထိသူ့နောက်မှာကပ်ပါနေစမြဲပါ။တစ်ဖက်မှာတော့ဝက်မိသားစုကနေလာတဲ့ဝက်လင်းရဲ့စတုထမြောက်ဦးလေးဖြစ်သူကအဖြစ်ပြက်တွေကိုမြင်ရင်စိတ်မကောင်းလဲဖြစ်တယ်လို့ဒေါသလည်းထွက်နေခဲ့ပါတယ်။အိမ်ထဲကိုဝင်လာရင်ဝက်လင်းကိုရင်းကျက်လာခဲ့ပြီဟုချီကျူးနေခဲ့ပါတယ်။ဝက်လင်းအဖေကိုတခြားသောဝက်မိသားစုဝင်တွေကမနစ်သက်ကြပေမဲ့စတုထမြောက်ဦးလေးဖြစ်သူကတော့မပါဝင်ခဲ့တယ်လို့သူတို့တွေဟာညီကိုအရင်တွေလိုချစ်ခင်ကြသူများဖြစ်ကြပါတယ်။ဒီတစ်ခေါက်ဝက်လင်းတို့စီကိုလာရတဲ့အကြောင်းရင်းကကြောက်တိုင်းပြည်ရဲ့ကျင့်ကြံခြင်းဂိုင်းတစ်ခုဖြစ်တဲ့ဟန်ရွက်ဂိုင်းကကျင့်ကြံသူလူတစ်တပိတ်များကိုရွေးချယ်တော့မှဖြစ်တဲ့အပြင်ဝက်မိသားစုကလည်းဝင်ခွင့်အတွက်ခွဲတန်း300စာကိုရရှိထားတာဖြစ်လို့ဝက်လင်းအတွက်တစ်ခုယူလာပေးတာဖြစ်တဲ့အကြောင်းအားကျိုးမှန်တဲ့ရှင်းပြနေခဲ့ပါတယ်။ဒါဟာဝက်လင်းအတွက်အခွင့်အရေးတစ်ခုဖြစ်တယ်လို့ဝက်လင်းသာအောင်မြင်သွားခဲ့ရင်အဖေဖြစ်သူလည်းလူများရဲ့လေးစားခြင်းကိုပြန်လည်ရရှိလာမှာဖြစ်ပါတယ်။ဝက်လင်း၏အဖေဖြစ်သူကအနေငယ်စဉ်းစားလိုက်ကကျင့်ကြံသူတယောက်ဖြစ်လာတာကကောင်းပေမဲ့ကျင့်ကြံသူတွေရဲ့ဒုက္ခကတာမန်သေးမျိုးတွေထက်ပိုဆိုးပြီးအခက်မသိရင်အသက်အန္တရာယ်ပါထိခိုက်မှာဖြစ်လို့ဒီနှစ်အလုပ်ပို့လုပ်ပြီးနောက်နှစ်မှာတော့ထေကျူးကိုမင်းမှုထမ်းစာမေးပွဲပဲဖြေခိုင်းပါတော့မယ်ဆိုပြီးခေါင်းခါလိုက်ပါတယ်။မိဘတွေအနိုင်ကျင့်ခံနေရမှာကိုထပ်မမြင်ကျင်တော့တဲ့ဝက်လင်းကတော့လက်သီးတင်းတင်းဆုပ်ရင်ဆုံးဖြတ်ချက်တစ်ခုခုကိုခိုင်ခိုင်မာမာချလိုက်ပါတော့တယ်။ဘဝကြီးကခက်ခဲနေမှာတော့ဘာလို့များအစွမ်းကုန်မကြိုးစားပဲနေရမှာလဲလူသားတွေရဲ့ကံကိုလည်းကောင်းကင်ကချက်လဲမဲ့အစားကိုယ်တိုင်ပဲဆုံးဖြတ်ချင်တယ်။အဲ့ဒါကြောင့်ဝင်ခွင့်ဖြေဆိုပြစေဆိုပြီးမိဘတွေကိုဒူးထောက်ပြီးခွင့်တောင်းလိုက်ပါတယ်။ဝက်လင်းရဲ့စိတ်သက်ခိုင်မာမှုကြောင့်နောက်ဆုံးမှာတော့မိဘတွေလည်းခွင့်ပြုလိုက်ကြရပါတော့တယ်။နောက်နေ့မှာတော့ဟန်ရွက်ဂိုင်းကကျင့်ကြံသူကဝင်ခွင့်ဖြေဆိုမဲ့လူ3ယောက်ကိုဝက်မိသားစုမှလာရောက်ခေါ်ဆောင်မှာဖြစ်လို့သူတို့မိသားစု3ယောက်လည်းဝက်မိသားစုအိမ်တော်သို့နှစ်ပေါင်းများစွာကြာမှနောက်တစ်ခေါက်ပြန်ရောက်လာခဲ့ကြပါတယ်။ပထမတော့လောင်ပြောင်တန်တွေကိုကြားရအောင်မဲ့ထင်ထားကြပေမဲ့အခုတော့အားလုံးကဖော်ရဖားရလို့နေကြပါပြီ။ဝန်ဟိုကသူ့ကိုမြင်တာနဲ့လာကြိုပေမဲ့ဝန်ကြောက်ဆိုတဲ့တယောက်ကတော့ဝိဇာနဲ့ပပုရုပ်လေးထုတဲ့ယုံနဲ့ဝိဇာနဲ့ကျင့်ကြံသူတယောက်ဖြစ်လာနိုင်မှာမဟုတ်ဘူးဆိုပြီးရည်တဲ့ပြောဆိုပါတော့တယ်။ခဏကြာပြီးတဲ့အခါအပြာရောင်လင်းတန်းတွေထွက်နေတဲ့ဓာပြန်တစ်ချောင်းကိုစီးရင်ကျင့်ကြံသူတယောက်ကဝက်မိသားစုကောင်းကင်ထက်မှပေါ်လာခဲ့ပါတယ်။ကျင့်ကြံသူကလူဆုံးရင်သွားကြမယ်လို့ပြောတဲ့အခါမိဘတွေကိုနှုတ်ဆက်ပြစေလို့ခွင့်တောင်းပြီးမိဘတွေကိုနှုတ်ဆက်ကကျင့်ကြံသူနဲ့အတူဟန်ရွက်ဂိုင်းစီတို့ထွက်လာခဲ့ပါတော့တယ်။ဝက်လင်းတယောက်ဂိုင်းအပြင်ဘက်မှာရှိတဲ့ထူးဆန်းတဲ့အရာများကိုကြည့်ကရင်သက်ရှုမောရင်းနဲ့ပဲလူတစ်စုဝေးရနေရသို့ရောက်ရှိလာခဲ့ပါတော့တယ်
စင်မြင့်ပေါ်မှာတော့ဟန်ရွက်ကိုင်းချုပ်ကဂိုင်းဝင်ခွင်စမ်းသပ်မှုကတင်းကျပ်တာကြောင့်နောက်ဆုံးမှာမင်းတို့တွေကအနှဲငယ်လောက်သာအောင်မြင်မှာဖြစ်ပြီးကြင်ကြံမှုပြုလုပ်တဲ့အခါအရေးချင်းကအဓိကဖြစ်လို့ပထမစမ်းသပ်မှုကဝိညာဉ်အရင်အမြင့်စမ်းသပ်မှုပဲဟုဆိုပြီးတယောက်ချင်းစီကိုစတင်စမ်းသပ်ပါတော့တယ်လူတော်များများရဲ့အရေးချင်းကနေလွန်းတာကြောင့်ကြရှုံးကုန်ကြပြီးဝလင်းဤဝမ်ခွဲကိုဖြစ်သူဝမ်ကြောက်တယောက်သာအောင်မြင်ခဲ့ပါတယ်ဝမ်ဟိုကတော့လက်ထိုးပြီးစေဝကူတယောက်ဖြစ်လို့လာခဲ့ပါတယ်ဒီလိုနဲ့နောက်ဆုံးမှာတော့ဝလင်းရဲ့အလဲသို့ရောက်ရှိလာခဲ့ပြီးဝလင်းကလည်းစွမ်းအားနဲ့လွန်းတာကြောင့်သူများတွေနီးတူအငင်းခံလိုက်ရပါတော့တယ်ဝလင်းလည်းရွာမှာကြံခဲ့တဲ့မိဘတွေအကြောင်းတွေးမိပြီးဒါကမပြီးသေးဘူးခုနကပြောသွားတဲ့အထဲမှာအရေးချင်းစစ်ဆေးခြင်းကပထမဆုံးလို့ပြောတယ်ဒါဆိုဒုတိယတစ်ခုကြံသေးမှာပဲဆိုပြီးအားတင်းလိုက်ပါတယ်ပထမစံတမှုစစ်ဆေးပြီးတဲ့အခါဒုတိယစံတမှုရှိသေးကြောင်းဂိုင်းချုပ်ဖြစ်သူကဆက်ပြောလိုက်ပြီးကျင့်ကြံသူတွေဟာအရေးသွေးမကောင်းရင်တောင်ဇွဲရှိရင်နှဝိဇ္ဇာတစ်ပါးဖြစ်လာနိုင်တဲ့အတွက်ဒုတိယတစ်ခုကိုအောင်မြင်တဲ့သူကနာမည်ခံတပိတ်ဖြစ်လာဖို့အခွင့်အရေးရှိသေးတယ်ဆိုပြီးကောင်းကင်လေကားကိုထုတ်ဖော်လိုက်ပါတော့တယ်ဒုတိယစံတမှုကတော့နေမဝင်ခင်ကောင်းကင်လေကားထိပ်သို့ရောက်အောင်တက်ရမှာဖြစ်ပြီးအချိန်မီမတက်နိုင်သူများကတော့ထုတ်ပယ်ခံရမှာပဲဖြစ်ပါတယ်အကယ်၍လန်တဝက်မှာလက်လျှော့ချင်တာမျိုးနဲ့အန်ဒီရဲ့တစ်ခုခုတွေ့တာမျိုးလို့ဆိုရင်အရှုံးပေးတယ်လို့သာအကျေကြီးအော်ဟေးရမှာဖြစ်ပြီးအဲ့လိုအော်လိုက်တာနဲ့အနားမှာအသင်းဆောင်နေတဲ့ကြင်ကြံသူတွေကလာကယ်ပေးမှာပဲဖြစ်ပါတယ်။စကားဆုံးတာနဲ့ကောင်းကင်လေကားလို့ခေါ်တဲ့တစ်မြစ်ကြီးများပေါ်ကိုသူ့ထက်ကအလူရက်ပြေးတက်သွားကြပါတော့တယ်။ဒါပေမဲ့တစ်မြစ်ကြီးများကတာမန်တစ်မြစ်များမဟုတ်ပဲစိတ်ကိုရှုပ်ထွေးစေတဲ့ပုံရိပ်ရောင်စီရင်များပါဝင်လို့နေခဲ့တာကြောင့်လူတိုင်းကမီးလောင်နေတဲ့တစ်မြစ်များမိုးကြိုးများနဲ့အခြားသောပုံရိပ်ရောင်များစွာကိုမြင်လို့နေပြီးတရေရှင်ရဲ့အန်ဒီရဲ့ကြုံတွေ့နေရပြီးအထင်နဲ့လုံးမိလို့ရလို့ကြရင်အောက်သို့ပြုတ်ကျကထုတ်ပယ်ခံလိုက်ရပါတော့တယ်။ဒီလိုနဲ့ဝက်လင်းလဲမီးပင်လဲလိုနေရာမျိုးကိုရောက်ရှိလာခဲ့ပါတယ်။ဒါပေမဲ့ဝက်လင်းကဝိဇ္ဇာနဲ့တပါဖြစ်ကိုဖြစ်လာရမယ်ဆိုတဲ့စိတ်နဲ့မီးပင်လဲကိုဖျက်ကျော်ကရှေ့သို့ဆက်သွားရင်းနဲ့နောက်ဆုံးမှာတော့ပုံရိပ်ရောင်များပျောက်ကွယ်သွားပြီးအဝင်ဂိတ်တကားဝကိုလမ်းမြင်လို့နေရပါပြီ။ဒါပေမဲ့ဂိတ်တကားဝနဲ့ဝက်လင်းကြားမှာတရားတစင်းမှရှိမနေခဲ့ပါဘူး။ဝက်လင်းလဲအသက်သေးခြင်းသေးပါစေဝိဇ္ဇာနဲ့ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့လေထဲကိုခြေချလိုက်ပါတော့တယ်။ခြေချလိုက်တာနဲ့ခြေပွားအောက်မှာစွမ်းအင်စီကြောင်းများထွက်ပေါ်လို့လာခဲ့ပါတယ်။ဒါတွေဟာလည်းစမ်းသပ်မှုတစ်ခုဖြစ်လို့နေပြီးဒီနေရာမှာကြာရှုံးသွားသူများလည်းဒူးနဲ့တေးရှိခဲ့ပူပါတယ်။ဝက်လင်းတယောက်ဂိတ်တကားဝသို့ရောက်ရှိသွားတော့လဲနေဝင်သွားပြီဖြစ်တာကြောင့်ဝင်လို့မရခဲ့ပဲစိတ်သက်အကြီးအကျယ်ကျသွားခဲ့ရပါတယ်။ဖြစ်ချင်ရာဖြစ်ဆိုပြီးအတားစီးကိုအတင်းချိုးဖြတ်ဖို့လုံရင်းကနေတွန်းကန်အားကြောင့်အောက်သို့ပြုတ်ကျသွားပါတော့တယ်။ကြောက်ထဲကျသွားတဲ့ဝက်လင်းတယောက်သတိမိနေရာကပြန်ကောင်းလာခဲ့ပြီးမျက်လုံးဖွင့်ဖွင့်ချင်းထန်းနီပတိစေးကိုတွေးလိုက်ရပေမဲ့ဘာလဲဆိုတာသေချာမသိသေးပါဘူး။အဖြစ်ပြက်တွေကိုပြန်သတိရလာတော့ဒီလောက်အမြင့်ကြီးကနေပြုတ်ကျလာခဲ့တာတောင်အကောင်းတိုင်းရှိနေသေးတာကိုအံ့ဩနေတယ်လို့သူ့အရှိမလေပေါ်ဝဲနေတဲ့ထန်းနီပတိစေးရဲ့ရေစက်တွေကိုပါမြင်လိုက်ရတော့အုံနောက်ကအဖြစ်ပြက်ကိုလိုက်မမီဖြစ်နေရပါတယ်။ဒါအပြင်ထန်းနီပတိစေးကအိမ်မက်နေမီရဲကိုပါခေါ်ထည့်သွားလိုက်တော့အံ့ဩစရာတွေကတစ်ခုပေါ်တစ်ခုထပ်ဆင်းလို့နေခဲ့ပါတော့တယ်။အိမ်မက်နေမီထဲမှာတော့ဝက်လင်းထက်နှစ်ပေါင်း1000လောက်ကြိုးရောက်နေတဲ့ဧည့်သည်တူရှိလို့နေခဲ့ပြီးထိုလူကတော့ကျူးချွေတိုင်းပြည်ရဲ့ထိပ်သီးကျင့်ကြံသူစစ်ထုနန်ရဲ့ဝိညာဉ်ခန္ဓာကိုယ်ကြီးဖြစ်လို့နေခဲ့ကဝက်လင်းကိုဧခံပါတော့တယ်။ရိုးရိုးဧခံတာမဟုတ်ပဲဝက်လင်းရဲ့ခန္ဓာကိုယ်ကိုလူယူဖို့ကြိုးစားတာဖြစ်ပြီးနှစ်ပေါင်း1000ကြာတဲ့နောက်မှာစစ်ထုနန်ဆိုတဲ့ငါကလွတ်လပ်တော့မယ်မင်းကတော့ခန္ဓာကိုယ်ပေးရမယ်ကံကြမ္မာပါလာပြီးသားဒါတွေဟာကံကြမ္မာရဲ့တမတ်မှုတွေပဲဆိုပြီးစကက်ကြီးစကက်ကျဲတွေပြောရင်းဝက်လင်းရဲ့ခန္ဓာကိုယ်ကိုစတင်လူယူပါတော့တယ်ခန္ဓာကိုယ်ထဲကိုအတင်းတိုးဝင်လာတဲ့စစ်ထုနန်ကြောင့်ဝက်လင်းတယောက်ထိတ်လန့်သွားရပေမဲ့အကောင်းတိုင်းရှိနေသေးတဲ့ခန္ဓာကိုယ်ကိုကြည့်ရင်အနှဲငယ်တော့အသက်ရှူချောင်သွားခဲ့ရပါတယ်။စစ်ထုနန်လည်းငါလို့ဆရာကြီးကဒီလိုသေးမျိုးတယောက်ရဲ့ခန္ဓာကိုယ်ကိုတောင်ဘာလို့များလူယူလို့မရနိုင်တာလဲဆိုပြီးနားမလည်နိုင်ဖြစ်နေခဲ့ရတာကြောင့်နောက်တစ်ကြိမ်ထက်ဆန်းကြည့်လိုက်ပြန်ပါတယ်။ဒါပေမဲ့လည်းဘလို့ပဲလှုပ်လှုပ်ကန်တရားသားတော့ထန်းနီပတိစေးရဲ့ရွေးချယ်သူဆိုတဲ့ဂုံပုတ်တွေနဲ့ဝက်လင်းကိုတော့ဘာမှမဖြစ်စေခဲ့ပါဘူး။နောက်ဆုံးမှာတော့နှစ်ပေါင်းများစွာရှင်တန်လာခဲ့သူတယောက်ဖြစ်တဲ့စစ်ထုနန်ကထန်းနီပတိစေးဟာဒီသေးမျိုးကောင်လေးကိုရွေးချယ်လိုက်ပြီဆိုတဲ့အကြောင်းသိလိုက်ပါတော့တယ်။နှစ်ပေါင်း1000ကြာအောင်အိမ်မက်နေမြေထဲမှာပိတ်မိနေခဲ့ရသလိုအခွင့်အရေးရတဲ့အချိန်မှာလည်းအသုံးပြုလို့မရတာကြောင့်စစ်ထုနန်လည်းစိတ်တူလာခဲ့ပါတော့တယ်။ဝက်လင်းရဲ့ခန္ဓာကိုယ်ကိုလည်းယူလို့မရတာကြောင့်အပြင်ထွက်ချင်ရင်ဝက်လင်းတယောက်အစင်းတစ်ခုထိစွမ်းအားကြီးလာမဲ့အချိန်ထိကိုစောင့်ဆိုင်ပြီးသူ့ကိုအပြင်ထုတ်ခိုင်းရမှာဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိဝက်လင်းရဲ့စွမ်းအားကအလွန်အားနေတာကြောင့်စွမ်းအားကြီးလာမဲ့အချိန်ထိဆိုရင်ကျူးချွေးကြိုတောင်ပျက်စီးသွားမဲ့အချိန်ထိကြာမှဆိုပြီးစိတ်ညစ်နေပါတော့တယ်။ဝက်လင်းကလည်းအကြီးကဲတာဝိဇ္ဇာနဲ့ဖြစ်လာအောင်တင် जा ပေးမယ်ဆိုရင်အကြီးကဲကိုလည်းပြန်လွတ်အောင်ကူညီပေးမယ်ဆိုပြီးအပေးယူသွားလို့ပေမဲ့အရေးချင်းအားနေနေလို့မဖြစ်နိုင်ဘူးဆိုပြီးအငင်းခံလိုက်ရပါတယ်။ဝက်လင်းကမခံချင်စိတ်နဲ့မွေးရပါအရေးချင်းအားနေနေရင်တော့တစ်သက်လုံးအားနေနေမှာမဟုတ်ဘူးဆိုပြီးပြန်ပြောတော့စိတ်တူနေတဲ့စစ်ထုနန်တယောက်ဝက်လင်းကိုအိမ်မက်နေမြေပြင်ဘက်သို့မောင်းထုတ်လိုက်ပါတော့တယ်။တစ်ချိန်တည်းမှာပဲအပြင်ဘက်မှာတော့ဝက်လင်းဟာကိုတက်တည်သွားတဲ့ဆိုပြီးနေမေကြီးနေခဲ့ကမိဘများနဲ့ဟန်ရွက်ကိုင်းရဲ့အကြီးကဲတွေကအပူတပြင်းရှာဖွေလို့နေကြပါတယ်
နောက်ဆုံးမှာတော့ရှာတွေ့သွားခဲ့ပြီးစီးမြင့်တွေနဲ့မကိုက်ညီပေမဲ့ဝမ်လင်းရဲ့မလျှော့သောဇွဲလုံးလောက်ကိုအတိမတ်ပြူတာကြောင့်နာမည်ခံတပည့်အနေနဲ့ဂိုင်းဝင်ခွင့်ပြုလိုက်ကြောင်းအကြီးကဲတယောက်ကပြောပြပြီးဝမ်လင်းကိုဂိုင်းနဲ့ခေါ်သွားပါတော့တယ်ဒီလိုနဲ့ပဲဝမ်လင်းဟာဟန်ရွက်ဂိုင်းရဲ့အနိုင်ဆုံးအဆင့်တပည့်တယောက်ဖြစ်လာခဲ့ပါတယ်ဟန်ရွက်ဂိုင်းထဲမှာဆိုရင်တပည့်တွေရဲ့အဝတ်စားရောင်ကိုလိုက်၍အစင်းနှန်းကိုခွဲခြားထားတာဖြစ်ပြီးအဖြူရောင်ကအမြင့်ဆုံးအဆင့်ကိုကိုစားပြုသလိုသူ့နောက်မှာအနီနဲ့အဝါဆိုပြီးထက်ရှိပါတယ်နောက်ဆုံးမှာမိခိုးရောင်ဝတ်အစားရှိလို့နေပြီးဝမ်လင်းဟာလက်ရှိမှာမိခိုးရောင်ဝတ်အစားကိုသာဝတ်ဆင်ရတဲ့နာမည်ခံတပည့်ဖြစ်ပြီးနာမည်ခံတပည့်တွေကကျင့်ကြံခြင်းလမ်းကြောင်းပေါ်ကိုခြေမချရသေးပဲတာမန်တောက်တူမဲ့ရအလုံးများကိုသာလုံးချရသူများဖြစ်သဖြင့်ဂိုင်းသားအစစ်မှန်လို့သတ်မှတ်လို့မရနိုင်သေးပါဘူးအကိုကျန်းဆိုတဲ့သူကဝမ်လင်းကိုနာမည်ခံတပည့်တွေနေရမယ့်နေရာကိုလိုက်ပို့ပေးနေရင်တည်တင်တာတွေကိုရှင်းပြလို့နေခဲ့ပါတယ်ရောက်တဲ့အခါပထမဆုံးတွေ့ရသူကတော့နာမည်ခံအလုပ်သမားတွေကိုကြီးကြပ်ပေးနေရပြီးသူတို့တယောက်ချင်းစီအတွက်အလုပ်တာဝန်များခွဲခြားပေးရတဲ့သူတော်ကောင်းလူရိုးလူဖြောင့်ကြီးရှို့ဆိုတဲ့သူပဲဖြစ်ပါတယ်။လက်ရှိမှာတော့ရှိုးကအကိုကျန်းကိုဖားရနေခဲ့ပြီးဒါဟာလဲဂိုင်းသားတော်တော်များများရဲ့ထုံးစံလိုဖြစ်နေခဲ့ပါတယ်။အားနေရင်ဖိနှိပ်ပြီးအားကြီးရင်ခေါင်းငုံကြသူများစုဝေးနေကြတဲ့အတိုက်မြုံကြီးလို့ပြောရင်လည်းမှားမှာမဟုတ်ပါဘူး။အခန်းထဲဝင်ချင်းပထမဆုံးမြင်ရတာကတော့လောင်းကစားဝိုင်းတစ်ခုဖြစ်ပြီးလူများရှုပ်နေတာကြောင့်ကိုယ့်အိယာခင်းကိုတောင်ဘယ်နေရာမှာထားရမှန်းမသိဖြစ်နေခဲ့လို့ကျန်းဟုဆိုတဲ့သူရဲ့အကူအညီကိုတောင်ယူလိုက်ရပါသေးတယ်။မကြာခင်မှာပဲသူတော်ကောင်းကြီးရှို့ကလူတိုင်းကိုတာဝန်ပေးမယ်ဆိုပြီးသူနဲ့နှီးစပ်တဲ့သူတွေသူ့အပေါ်တည်တတ်တဲ့သူတွေကိုပဲလွယ်တဲ့တာဝန်တွေပေးကဘယ်သူမှမယူပဲနောက်ဆုံးကျန်တဲ့အနီရောင်တုံကင်ပြားကိုတော့ဝက်လင်းကိုပေးလိုက်ပြီးတပတ်အတွင်းကိုယ့်အလုပ်ကိုမပြီးရင်အကြီးကဲတွေကိုတင်ပြကဂိုင်းမထုတ်ပြမယ်ဟုပြောကချိန်ချောက်လိုက်ပါတော့တယ်။ဘာမှမသိသေးတဲ့ဝက်လင်းကတော့တာမန်လုပ်တွေလို့သာထင်ပြီးအလုပ်ပြီးသွားရင်ကျင့်ကြံလို့ရပြီမလားသွားမေးလို့အများရဲ့လောင်ရတာကိုခံလိုက်ရပါသေးတယ်။ညရောက်တဲ့အခါကျန်းဟုကိုမေးကြည့်ပေမဲ့မနှက်ဖြန်ကြရင်မင်းသိလိမ့်မယ်ဆိုပြီးပြန်ဖြေပါတယ်။ဒီလိုနဲ့ပထမဆုံးလှုပ်ရမယ့်နေ့ကိုရောက်ရှိလာခဲ့ပြီးဝမ်လင်းရဲ့လက်ရှိတာဝန်ကရေအိုးတွေကိုရေဖြည့်ပေးရမှာဖြစ်ပါတယ်။ဒါပေမဲ့မြင်းနေကြအိုးတွေလိုမဟုတ်ပဲလူတစ်ရက်ကျော်လောက်ရှိတဲ့အိုးကြီးတွေဖြစ်တာကြောင့်တာမန်လူတွေအတွက်တပတ်နဲ့ပြည့်အောင်ဖြည့်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်ပါဘူး။ဒီလိုနဲ့ပဲဝမ်လင်းတယောက်တကိုင်းလုံးကအိုးတွေကိုရေဖြည့်ပေးရင်တပတ်လောက်ရေတယောက်ကြားဖြစ်လာခဲ့ရပါတယ်။ပထမတော့အလုံးမြင်မြန်ပြီးရင်မြင်မြန်ကျင့်ကြံရမှာပဲဆိုတဲ့စိတ်နဲ့အခောက်အခါမနာတမ်းလုံနေခဲ့ပေမဲ့ကြာလာတာနဲ့အမျှစာပေသမားလေးဝက်လင်းရဲ့လက်ဖွားတွေလည်းပေါက်ပြဲလို့လာခဲ့ပါတော့တယ်။ရုတ်တရက်ကြောက်ထဲကျသွားတော့ကအဖြစ်ပြက်ကိုသတိရလိုက်ပြီးထက်နီပတိစေကအနာရောဂါတွေကိုကုသပေးနိုင်တာတကယ်ဟုတ်မဟုတ်သိရအောင်စမ်းသပ်ပါတော့တယ်။ပထမဆုံးတွေးမိတဲ့အတွေ့ကပတိစေနာမှာဝဲပြန်နေခဲ့မှုတဲ့ရေစက်တွေဖြစ်တာကြောင့်ရေတပုံးခက်ကပတိစေကိုစိတ်လိုက်ပြီးလက်နစ်လိုက်တဲ့အခါမှာတော့ဒဏ်ရာတွေဟာယူပစ်တယ်လို့ပျောက်ကွယ်သွားတာကိုအံ့ဩဖွယ်တွေးလိုက်ရပါတော့တယ်။ရေကိုတငုံလောက်စမ်းတောက်ကြည့်တဲ့အခါမှာလည်းတကိုယ်လုံးပေါ့ပါလန်းဆန်းသွားတာကိုခံစားလိုက်ရတဲ့အတွက်အကျိုးကျေးဇူးနှစ်ခုကိုစတင်သိရှိသွားခဲ့ပါတယ်။တစ်ဖက်မှာလည်းခေါင်းဆွတ်ချုံလူကြီးကနာမည်ခံတပည့်တွေဟာတောင်တန်းတစ်ခုလုံးကိုနေ့စဉ်အလုပ်တာဝန်တွေနဲ့ရှောက်သွားနေတဲ့သူတွေဖြစ်တာကြောင့်သူတို့စီကနေထူးဆန်းတာတစ်ခုခုတွေ့ရင်သူ့ကိုအတိပေးဖို့အမိန်ပေးညွှန်ကြားနေခဲ့ပါတယ်။နောက်နေ့တွေမှာလည်းထန်းနီပတိစေကိုပိုတန့်စင်တဲ့ရေတွေပေးရင်ပိုအစွမ်းထက်လာတာကိုသိရှိလိုက်တာကြောင့်ရေတို့ရဲ့အနှစ်သာရဖြစ်တဲ့နှင်းဆက်တွေကိုစုဆောင်းနေခဲ့ပါတယ်။တဖြည်းဖြည်းစုဆောင်းမိလာတဲ့အခါထန်းနီပတိစေရဲ့တိမ်ပုံစံအမတ်အသား6ခုထိဖြစ်ပေါ်လာစေခဲ့ပြီးရေကုန်တတိကိုပါအမတ်မထင်ထွက်ပေါ်လာအောင်လုပ်နိုင်လိုက်ပါတယ်။ဒီဖြစ်ပျက်တစ်ခုလုံးကိုစစ်ထုနန်ကအိမ်မက်နေမြေတွေကစောင့်ကြည့်နေခဲ့ပြီးဒီကောင်လေးကအုံနောက်တော့ပါသားပဲလို့မတိမတာချီကျူးလိုက်ပါတယ်။ဒီလိုနဲ့ဝက်လင်းတယောက်ပင်ပန်းနွမ်းနယ်မှုတွေကင်းပြီး၄ရက်ထဲနဲ့ရေအိုးများစွာဖြည့်နိုင်ခဲ့ပါတယ်။ပင်ပန်းလာတဲ့အချိန်တိုင်းရေတငုံမောတောက်ရင်အလုတ်ဆက်လုပ်နေခဲ့တာကိုအကာအကွယ်တစ်ခုကနေရှို့ဆိုသောသူကစောင့်ကြည့်နေခဲ့ပြီးမတင်ကားဖြစ်လာတာကြောင့်မင်းပါတွေဖွက်ထားတာလဲဆိုပြီးတိုက်ခိုက်အနိုင်ကျင့်ရင်စစ်မေးပါတော့တယ်။ဝက်လင်းကဘာမှဖွက်မထားပါဘူးလို့ပြန်ဖြေတဲ့အခါကြည့်ရတာမင်းဆိုတဲ့ကောင်ကလိန်ရဲမဲ့ပုံတော့မပေါ်ဘူး။ဒါပေမဲ့မင်းသိထားရမှာကဒီကိုင်းမှာရှိနေတဲ့ငါခြေထောက်အောက်မှာပဲနင်းချခံရမယ်ဆိုတာသဘောပေါက်ထားဆိုပြီးကန်ကြောက်ပြောဆိုကားထွက်သွားပါတယ်။ဒီဖြစ်ပျက်တွေကိုမြင်နေရတဲ့စစ်ထုနန်ကတရေဘောကြောင်လိုက်တဲ့ကောင်မင်းပါလို့ပြန်မချတာလဲကွာဆိုပြီးဒေါသထွက်နဲ့စူပါတော့တယ်။ဝက်လင်းကတော့စက်ကျင့်ကြံနိုင်မယ်ဆိုရင်ဒါတွေကိုလည်းသိခံနိုင်ပါတယ်။ဒါပေမဲ့ဒီကိစ္စကိုတေချာမှတ်ထားမှဖြစ်တယ်လို့အတိုးရော့အရင်ပါပြန်ယူမယ်ဆိုတဲ့အကြောင်းရှင်းပြလိုက်ပါတယ်။ငါတော့မြင်နေရတာဒီမခံနိုင်ဘူး။အခုကစပြီးမင်းကိုကျင့်ကြံခြင်းတင်ပေးမယ်ဆိုတဲ့စစ်ထုနန်ပြောတန်ကိုကြားတော့ဝက်လင်းလည်းပြုံးမိလိုက်ပါတယ်။ပထမတော့စစ်ထုနန်ကသူ့အစားအခြားတစ်ယောက်ကိုရွေးချယ်သွားမှစိုးရိမ်နေခဲ့ရပြီးအခုလိုကြားလိုက်ရလို့ဝမ်းသာသွားခဲ့ရတာပါ။စစ်ထုနန်ကလည်းငါမင်းကိုတင်ပေးခြင်းလို့တော့မဟုတ်ဘူး။မင်းကိုဝိညာဉ်အရင်အမြင့်အားဖြည့်ပေးတာကနေစတင်ပေးမယ်။အခုထိပတိစေပေါ်မှာတိမ်တိုက်9ခုထိပဲဖြစ်ပေါ်သေးတယ်။ကျင့်ကြံမှုကတိမ်တိုက်10ခုထိရောက်မှဇရမှာဖြစ်လို့အခုကစပြီးပိုးစုဆောင်လိုက်ဆိုပြီးဝက်လင်းကိုခိုင်းလိုက်ပါတယ်။ဝက်လင်းလည်းကျေးဇူးတင်ပါတယ်လို့ပြောရင်းနှင်းဆက်များစွာစုဆောင်လို့နေခဲ့ပါတယ်။
ဒီလိုမျိုးနှီးဆက်တွေစုဆောင်းပြီးသားဘူးတိ6တွေကိုထန်းနီပတိစေးစိတ်ရင်းကနေနောက်ဆုံးမှာတော့ရေကုန်တတိအစစ်အမှန်ဖြစ်ပေါ်လို့လာခဲ့ပါတော့တယ်။ကျင့်ကြံခြင်းအဆင့်တွေကတော့ချီစုဆောင်းခြင်းအုံမြင့်တိဆောက်ခြင်းအမြူတေဖွဲ့စည်းခြင်းတရေသားကျင့်ကြံခြင်းစိတ်ဝိညာဉ်အဖြစ်ပြောင်းလဲခြင်းတရေသားပြောင်းလဲခြင်းနဲ့အာနာတက်ခြင်းဆိုတဲ့အဆင့်ကိုနာဆင်းရှိလို့နေပြီးဝက်လင်းကိုချီစုဆောင်းခြင်းအဆင့်ရဲ့မန္တန်3ခုကိုစတင်တင်ကြားပေးပါတော့တယ်။အတွေးတွေကိုအသက်ရှူရမှာစူးစီးထားရမှာဖြစ်ပြီးအပြင်လောကနဲ့ထန်းနီပတိစေးတို့ကြားအချိန်ကွာခြားမှုကိုအသုံးချရင်ကျင့်ကြံရမှာဖြစ်လို့အပြင်လောကမှာ10ရက်ဆိုရင်အထဲမှာတနာရီပဲကြာမှာဖြစ်ပါတယ်။ဒါဟာဝက်လင်းလိုအရေးချင်းအားနည်းသူအတွက်အရန်ကိုအဆင်ပြေနေခဲ့ပါတယ်။မကြာခင်မှာကျင်းပတော့မဲ့ရွှန်တောက်ကိုင်းနဲ့ဟန်ရွက်ကိုင်းတို့ကြားကလက်ရည်ဖက်လက်ပွဲတစ်ခုရှိနေခဲ့လို့ရှိုးဆိုးတဲ့သူလည်းဝက်လင်းတို့ကိုအခက်တွေ့အောင်လုပ်ဖို့အချိန်မရှိဖြစ်နေခဲ့ပါတယ်။အပြင်ဘက်မှာချစ်ကြည်ရေးပွဲဆိုပေမဲ့နောက်ွယ်မှာတော့ကြိတ်ပြီးနှိုင်းရှင်နေကြတာဖြစ်ပါတယ်။အရင်တစ်ခေါက်ပြိုင်ပွဲတုန်းကဟန်ရွက်ကိုင်းကအပြတ်သက်ကိုရှုံးနိမ့်ခဲ့ရတာဖြစ်လို့အခုတစ်ခေါက်လက်စားချနိုင်ဖို့စ조사နေကြပါတယ်။အကြီးကဲတယောက်ကမီးခိုးရောင်ဝတ်တပည့်တွေကတယောက်ကိုအဝါရောင်ဝတ်အဆင့်တို့တိုးမြင့်ပေးမယ်ဆိုပြီးလူရွေးချယ်နေခဲ့ပါတယ်။အဲ့လိုနဲ့ဝက်လင်းကအရွေးချယ်ခံလိုက်ရရုံသာမကအကြီးကဲရဲ့ကိုပိုင်တပည့်တယောက်ပါဖြစ်လာခဲ့ပါတယ်။တစ်ဖက်မှာလည်းစစ်ထုနယ်ရဲ့တင် जा ပေးမှုအောက်မှာဝက်လင်းတယောက်ချီစုဆောင်းခြင်းအဆင့်တို့ရောက်ရှိလာခဲ့ရုံသာမကစွဲငင်အားကျင့်စဉ်ကိုလည်းကျွမ်းကျင်စွာတက်မြောက်သွားခဲ့ပါတော့တယ်။အပြင်ဘက်မှာတော့ကျန်းဟုနဲ့ရှိုးဆိုသောသူတို့ကြားပြဿနာတက်နေကြပြီးသူ့ရဲ့လက်စားမှုနဲ့အနိုင်ကျင့်ဖိနှိပ်မှုတွေကိုဂိုင်းချုပ်ကိုတွားပြောမယ်လို့ကျန်းဟုကိုနှုတ်ပိတ်ဖို့ကြံစီပါတော့တယ်။အဲ့ဒီအချိန်မှာဝက်လင်းရောက်လာခဲ့ပြီးမကြသေးခင်ကမှတက်မြောက်ထားတဲ့မြေဆွဲအားကျင့်စဉ်နဲ့တိုက်ခိုက်လိုက်ကတိုက်ပွဲရချိန်လည်းတဖြည်းဖြည်းမြင့်တက်လာခဲ့ပါတယ်။ဒီလိုမျိုးတစ်ဖက်နဲ့တစ်ဖက်အာယုံစိုက်ပြီးတိုက်ခိုက်နေချိန်မှာသတိလက်လွတ်ဖြစ်နေတဲ့ရှိုးရဲ့နောက်ကျောကိုကျန်းဟုကဓာတ်နဲ့အချက်ပေါင်းများစွာထိုးဆိုင်ရင်လုံးကြံတက်ဖြတ်လိုက်ပါတော့တယ်။လူတက်ပြီးတဲ့နောက်ကျန်းဟုလည်းစိတ်ရှုပ်ထွေးနေခဲ့လို့ဝက်လင်းကဒီကိစ္စတွေကိုငါရှင်းထားလိုက်မယ်မင်းထွက်သွားတော့ဆိုပြီးပြောတဲ့အခါမင်းရောငါနဲ့အတူမလိုက်ဘူးလားဆိုပြီးကျန်းဟုကပြန်မေးပါတယ်။ဝက်လင်းကတော့ဒီကိစ္စကိုဂိုင်းကနေအရေးတယူလုပ်ပြီးမစစ်ဆေးအောင်ဖုံးဖိရင်ဟန်မပြတ်နေရမှာဖြစ်လို့နေခဲ့မယ်ဆိုတဲ့အကြောင်းရှင်းပြလိုက်ပါတယ်။ကျန်းဟုလည်းဒါကိုကြားတော့ခဏလောက်စဉ်းစားပြီးဂယူးဆိုင်ပါလို့ပြောကဂိုင်းကနေထွက်သွားဖို့စတင်လှုပ်ဆောင်ပါတော့တယ်။အလောင်းဖြောက်ဖို့ဆွဲငင်အားကျင့်စဉ်ကိုအသုံးပြုဖို့လုပ်တဲ့အခါမှာချီဆွဲအင်ထုတ်သုံးလို့မရတော့တာကြောင့်ကျင့်ကြံခြင်းမှာပြဿနာတစ်ခုခုရှိနေလားဆိုတာသိရအောင်စစ်ထုနန်ကိုမေးမြန်းလိုက်ပါတယ်။စစ်ထုနန်ရဲ့စစ်ဆေးမှုအောက်မှာကျင့်ကြံမှုကိုနှောင့်နှေးစေတဲ့ဟွာလင်ပင်လို့ခေါ်တဲ့အစိတ်တစ်မျိုးမိထားကြောင်းသိလိုက်ရပါတယ်။ဝက်လင်းနဲ့ပတ်သက်တဲ့သူတွေကပဲအစိတ်ခတ်လိုက်တာဖြစ်ပြီးဘယ်သူလဲဆိုတာသိလားလို့စစ်ထုနန်ကမေးတဲ့အခါဆရာတပည့်အခန်းသားတုန်းကဆရာဖြစ်သူတိုက်တဲ့ဆေးတလုံးကိုတောက်လိုက်မိကြောင်းသတိရလိုက်ပါတယ်။စစ်ထုနန်ကတော့ဒေါသထွက်နဲ့အဲ့ဒီဆရာစုပ်ကိုတက်ပစ်လိုက်ဖို့အတွက်တိုက်တွန်းနေခဲ့ပါတယ်။ဖြည့်ဆေးတောက်ရတဲ့အပြင်အခြားနည်းလမ်းရှိသေးလားလို့မေးတဲ့အခါအစိတ်ကိုအစိတ်နဲ့တိုက်ဖြတ်လို့ရတဲ့နည်းလမ်းတစ်ခုရှိပေမဲ့နာကျင်မှုကိုတေးလောက်အောင်ခံစားရမှာဖြစ်လို့ကိုဒုက္ခကိုရှာတာဖြစ်တယ်ဆိုတဲ့အကြောင်းစစ်ထုနန်ကရှင်းပြနေခဲ့ပါတယ်။မင်းတကယ်ရောလုံနိုင်ပါမလားလို့မေးတဲ့အခါကျင့်ကြံမှုသာဆက်လုံနိုင်မယ်ဆိုရင်ဘာကိုမှမကြောက်ဘူးဆိုပြီးဝက်လင်းကပြန်ဖြေလိုက်ပါတယ်။ဒီလိုနဲ့ပဲရွှန်တောက်ကိုင်းကလူတွေလာမယ့်နေ့ကိုရောက်ရှိလာခဲ့ပြီးလူတိုင်းကလှုပ်လှုပ်ရှားရှားဖြစ်နေကြသလိုဂိုင်းရင်ပြင်မှာလည်းလူများစွာစုဝေးလို့နေကြပြီးညှော်တလင်းလင်းဖြစ်နေကြပါတယ်ခဏကြာပြီးတဲ့အခါရွှန်တောက်ကိုင်းရဲ့အကြီးကဲအိုးရန်တောက်ကလက်ရွေးစင်တပည့်များချက်ရလျက်2300တက်တန်းရှိတဲ့ခြေ1000ကင်းချင်များကြီးကိုစီးရင်အထာကျကျရောက်ရှိလာခဲ့ပါတယ်။ကင်းချင်များကတာမန်ကင်းချင်များတကောင်မဟုတ်ပဲဂိုင်းဆောက်နဲ့သားရဲတကောင်ဖြစ်ပြီးအစိတ်တဆက်ချင်းစီကလည်းတေးလောက်အောင်အားပြင်းတဲ့အတွက်လူတိုင်းကဝေဝေးရှောင်ဖို့ကြိုးစားနေတဲ့အချိန်မှာဝက်လင်းကတော့မရရအောင်ယူဖို့ဆုံးဖြတ်ထားခဲ့ပါတယ်။ကင်းချင်များကြီးမြေပေါ်သို့ရောက်ရှိလာတဲ့အခါအကြီးကဲ2ယောက်ကဥဆောင်ရင်လက်ရွေးစင်တပည့်များဖြင့်ဆင်းလာကြတဲ့အချိန်အလွန်ဆွဲဆောင်မှုအားပြင်းတဲ့ရှိုးမေလို့ခေါ်တဲ့မိမလလေးတယောက်ကြောင့်လူတိုင်းကပုံရိပ်ရောင်နဲ့ကြာရောက်သွားပြီးပျော်မွေးလို့နေကြရပါတော့တယ်။ရှိုးမေကမြို့ယူချင်းကျင့်စဉ်မျိုးကိုကျင့်ကြံထားတာမဟုတ်ပဲမွေးရပါရဲ့ဝိညာဉ်ခန္ဓာကိုယ်ကြောင့်အခုလိုမျိုးတက်တူရွယ်တူစန့်ကျင်ဘက်လိမ်များပေါ်မှာအကျိုးသက်ရောက်မှုအားကောင်းနေရခြင်းပဲဖြစ်ပါတယ်။ဒါပေမဲ့ဝက်လင်းတယောက်ဘာမှမဖြစ်တာကိုသတိထားလိုက်မိတဲ့အခါချီစုဆောင်ခြင်းပထမအဆင့်လေးကထူးဆန်းသားပဲလို့တကိုယ်တည်းရေရွတ်လိုက်ပါတယ်။ခဏကြာတော့ဂိုင်းချုပ်ရောက်ရှိလာခဲ့ပြီးပြိုင်ပွဲကနောက်3ရက်မှစမှဖြစ်လို့အခုတော့အရင်ဆုံးအနားယူလိုက်ပါအောင်ဆိုပြီးဧည့်သည်များထားရအဆောင်ကိုခေါ်သွားလိုက်ပါတော့တယ်။ဆရာဖြစ်သူကကြံနေတဲ့ရွှန်တောက်ကိုင်းကတပည့်တွေကိုနေရာချပေးဖို့အတွက်ဝန်ကြောက်ကိုခိုင်းလိုက်တဲ့အခါဝန်ကြောက်ကလည်းဝက်လင်းကိုဒုက္ခပေးဖို့စဉ်းစားနေခဲ့ပါတယ်။မကြခင်အကြံကောင်းတစ်ခုကိုစဉ်းစားမိသွားပြီးဒီ3ရက်အတွင်းကင်းချင်များကြီးရဲ့အစာတာဝန်ကိုဟန်ရွက်ကိုင်းကတာဝန်ယူပေးမယ်ဆိုကဝက်လင်းအပေါ်လွှဲပေးလိုက်ပြီးကိုယ့်အကြံကိုကျင့်နေခဲ့ပါတယ်။ဒါပေမဲ့ရင်ငက်တုံးရေတွင်းနဲ့ကျသွားတဲ့ဝက်လင်းကသူ့ထက်ပိုပြီးကျင့်နေတာကိုတော့ဝန်ကြောက်တယောက်မသိရှိနိုင်ရှာပါဘူး။ကင်းချင်များကိုညစာကျွေးရမယ့်အချိန်မှာတော့တမင်တကောင်ကိုမူးယစ်ဆေးနဲ့တွဲထားလိုက်ပြီးအမဲလိုက်ခိုင်းပါတယ်။စားတောက်ပြီးတဲ့နောက်ကင်းချင်များကြီးလဲကျသွားတဲ့အချိန်မှာအစိတ်တွေကိုအမြန်ဆုံးထုတ်ယူပါတော့တယ်။ဒီလိုအချိန်ခဏလေးအတွင်းမှာတောင်စွမ်းအားကြီးတဲ့ကင်းချင်များကပြန်နိုးလာလို့မသေးုံတတ်မဲ့တုတ်ချေတင်ရပြန်ပါတယ်။
ဝက်လင်းရဲ့အစိတ်တွေကိုစစ်ထုနန်ကအချိန်တစ်ခုထိကြာအောင်ဖိနှိပ်ပေးထားခဲ့ပြီးထို့အချိန်တွင်းမှာပဲအစိတ်ထုတ်ယူတာရဲ့အစိတ်ဖြေတာရဲ့ကိုအချိန်မီအောင်လုပ်ရမှဖြစ်လို့ရခြင်းအချိန်မစွဲပဲအစိတ်ဖြေပါတော့တယ်။နာကျင်မှုကိုကြိတ်မိတ်သီးခံရင်အစိတ်ကိုအစိတ်နဲ့တိုက်ဖြစ်နေခဲ့တာအချိန်တစ်ခုထိကြာသွားပြီးတဲ့နောက်မှာတော့ဟွာလင်ပင်ရဲ့အစိတ်ပြေသွားခဲ့ပါတယ်။ကံကောင်းမှုကြောင့်လို့ပဲပြောရမလားအစိတ်ရဲ့ဖိနှိပ်မှုကြောင့်လို့ပဲပြောရမလားထန်းနီပတိစေးရဲ့စွမ်းအားကြောင့်လို့ပဲပြောရမလားဒါမှမဟုတ်အားလုံးကိုစုပေါင်းပြီးထန်းသီးကြွေခိုက်ကြီးနှင်းခိုက်ဖြစ်သွားတဲ့ဝက်လင်းကတော့ချီစုဆောင်မှုအစင်ဆက်လေထိခုံပြန်ကျော်လွှာရောက်ရှိသွားခဲ့ပါတော့တယ်။အခွင့်လန်းကြုံသွားလို့ပျော်နေတဲ့ဝက်လင်းတယောက်အိမ်ပြန်လာတဲ့လမ်းမှာရွှန်တောက်ကိုင်းသားတွေသူ့နေရာမှာစောင့်နေတာကိုတွေ့လိုက်ရပါတယ်။အကြောင်းရင်းကတော့ဝက်လင်းအစာကျွေးတဲ့ညကြမှာကင်းချင်မြကြီးအားနေသွားတာကြောင့်သူနဲ့စိန်ရှင်းဖို့လာဆောင်နေတာပဲဖြစ်ပါတယ်။စကားပိုတွေမပြောတော့ပဲ9ယောက်တယောက်ချတော့မဲ့အချိန်မှာဝက်လင်းရဲ့ဆရာဖြစ်သူထွက်လာပြီးပြိုင်ပွဲကတပတ်ခါဆိုရင်စမှဖြစ်လို့တိုက်ချင်ရင်အဲ့ခါကြမှာတိုက်ဆိုပြီးမောင်းထုတ်လိုက်ပါတယ်။ရွှန်တောက်ကိုင်းသားတွေလည်းမသွားခြင်းနဲ့ပြိုင်ပွဲမှာတွေးကြသေးတာပေါ့ဆိုပြီးစိန်ခေါ်သွားခဲ့ပါတယ်။အခန်းထဲမှာတော့ဆရာဖြစ်သူကဘာကြောင့်ချီစုဆောင်ခြင်းပထမအဆင့်မှာပဲရှိနေသေးရတာလဲဆိုပြီးဝက်လင်းစီကနေတခုခုများကြားရမလားလို့စကားနိုင်နေခဲ့ပေမဲ့တပည့်ရဲ့ညံပြင်းမှုကြောင့်ပါဆိုတဲ့အဖြေကိုသာကြားလိုက်ရပါတယ်။ဒါကိုကြားတော့ဆရာဖြစ်သူလည်းစိတ်ထဲကနေဒီကောင်ကအတုံးသားမကြတာညံတော့များသားပဲရှို့ရှုလန်ကဒီကောင်စီမှာယတနာတခုခုရှိနေတယ်ပြောတော့တာတပည့်အဖြစ်လက်ခံခဲ့ရတာအခုရှို့ရှုလန်ပြောင်းနေတာလဲဒီကောင်တဲ့ဆိုင်နေလောက်တယ်ဆိုပြီးတွေးနေခဲ့ပါတယ်တကယ်တော့ဝက်လင်းသာချီစုဆောင်မှုအဆင့်3ကိုရောက်ရှိခဲ့ရင်ဆရာဖြစ်သူကစိတ်ဝိညာဉ်ကိုအတင်းကျပ်ရှာဖွေမှာဖြစ်ပြီးအခုလိုအားနေနေချိန်မှာလုံးမရင်တော့ယူရင်ယူမယူရင်တေဖို့နှစ်လန်းသာရှိနေလို့ဒီခံဆောင်ဆိုင်နေရတာပါတစ်ဖက်မှာလည်းစစ်ထုနယ်ရဲ့ဖုံးကွယ်ပေးထားမှုကြောင့်ချီစုဆောင်မှုပထမအဆင့်လို့သာမြင်နေရတာဖြစ်ပါတယ်အားလုံးဆောင်ဆိုင်နေတဲ့နေ့ကိုရောက်ရှိလာခဲ့ပါပြီဝက်လင်းမိဘတွေအပါအဝင်လူများစွာလည်းလာရောက်အားပေးလို့နေကြပြီးကွင်းပြင်တစ်ခုလုံးမှာလည်းအားပေးတန်တွေညံနေခဲ့ပါတယ်ကွင်းပြင်ကိုအစီရင်နဲ့ကာကွယ်နေခဲ့တယ်လို့အကြီးကဲတွေကလည်းအစင်သင့်အနေထားနဲ့ရှိလို့နေကြပါတယ်။ပွဲကြည့်စဉ်တနေရာမှာတော့အခြားတိုင်းပြည်ကနေရှေးဟောင်းကူပြောင်းခြင်းအစီရင်နဲ့ရောက်ရှိလာခဲ့တဲ့လူ2ယောက်ရှိလို့နေပြီးသူတို့2ယောက်ကစေးဖော်ဆက်ချင်းကိုင်းကဂျူနီယာတွေဖြစ်ကြပါတယ်။တိုက်ခိုက်ရခြင်းထက်စေးဖော်ဆက်တာချီတန့်စင်တာနဲ့မိစ္ဆာသားရဲ့နှိမ်နှင်းတာတို့ကိုအထူးပြုလုပ်ဆောင်ကြပါတယ်။တိုင်းပြည်နှစ်ခုကြားကခရီးကအလွန်ဝေးကွာသလိုနှဆိုးပင်လည်းချားနေသဖြင့်အလွန်လဲအန်ဒီရများပါတယ်။အခုတစ်ခေါက်ကြောက်တိုင်းပြည်ကိုလာရခြင်းကဆရာဖြစ်သူစေးဖော်ဆက်ဖို့လိုအပ်တဲ့တောက်ရွံ့အသီးကိုရွှန်တောက်ကိုင်းမှလာယူတာဖြစ်ပြီးတလက်ဆထဲတွေ့ကြုံရအောင်လိုက်ကြည့်ကြခြင်းဖြစ်ပါတယ်။ယောက်ျားလေးဖြစ်သူကတော့စီနီယာအကိုတယောက်ဖြစ်ပြီးကောင်မလေးကတော့ကျုပ်တို့ရဲ့အသေးကျော်လေးလီမူဝန်ပဲဖြစ်ပါတယ်။ဒီလိုနဲ့ပဲရွှန်တောက်ကိုင်းကကင်းချင်မြကြီးနဲ့စွမ်းအားပြခဲ့တယ်လို့ဟန်ရွက်ကိုင်းကလည်းဂိုင်းဆောင်နဂါဝိညာဉ်နဲ့အထာကျကျရောက်ရှိလာခဲ့ပြီးဂိုင်းချုပ်ဖြစ်သူကဂိုင်းနှစ်ခုကြားကပြိုင်ပွဲကိုတရားဝင်စတင်လိုက်ပြီဖြစ်ကြောင်းကြေညာလိုက်ပါတယ်ပထမဆုံးတိုက်ပွဲကတော့စီနီယာကိုကျန်းခွန်ဆိုသူနဲ့ရွှန်တောက်ကိုင်းကလက်ရွေးစင်ကျိုးဖန်တို့ရဲ့တိုက်ပွဲဖြစ်ပြီးစကားတခွန်းမှမပြောတော့ပဲစတင်တိုက်ခိုက်ကြပါတော့တယ်။တကယ်တမ်းမှာကျိုးဖန်ဆိုသူကချီစုဆောင်ခြင်းအဆင့်73ထိရောက်ရှိနေသူဖြစ်တာကြောင့်ကျန်းခွန်ရဲ့အလေလက်အဆင့်နေကြသားတိုင်းနဲ့တောင်မှတခဏအတွင်းအမောက်သိပ်ခံလိုက်ရပါတယ်။လူတိုင်းရဲ့ခံမှန်းမှုကနေကွဲထွက်သွားတာကြောင့်အားလုံးလည်းမယုံကြည်နိုင်ဖြစ်နေကြပါတယ်။ဒီမှတိုင်ခင်ကလေးကရွှန်တောက်ကိုင်းဟာကျိုးဖန်တယောက်ထဲနဲ့ဟန်ရွက်ကိုင်းကတပည့်တွေအားလုံးကိုနင်းချပစ်ဖို့ရည်ရွယ်ထားတာကြောင့်ပထမအချီတွေကထုတ်သုံးလိုက်တာဖြစ်ပါတယ်။ဟန်ရွက်ကိုင်းဘက်ကနေနှစ်တရာမှတယောက်လို့တင်စားရတဲ့လူဆုံးရဲ့တိုက်ခိုက်မှုအလဲကိုရောက်ရှိလာခဲ့ပေမဲ့လည်းဒါတိုင်းကျွမ်းတဲ့သူကိုဓာတ်တွေအများကြီးဆင့်ခေါ်ပြီးတိုက်ခိုက်လိုက်တာကြောင့်တိတ်မကြခင်မှာသွေးအံကရှုံးနိမ့်သွားရပြန်ပါတယ်။နှစ်ပွဲဆက်နိုင်ပြီးသွေးနှထင်ရောက်သွားတဲ့အခါမှာဟန်ရွက်ကိုင်းကတပည့်တွေကဒီအဆင့်လောက်ပဲရှိတာဆိုရင်အားလုံးကအမိုက်တွေပဲလို့ပြောရင်ဖီတက်ကဓာတ်ပြန်တွေကိုနေရာအနှံ့လျှောက်ဖြစ်ပါတော့တယ်တချို့တဝက်ကိုအစီရင်ကကာကွယ်ပေးထားနိုင်ပေမဲ့ကန်ဆိုးကျင်တော်ဝက်လင်းရဲ့မိဘတွေရှိနေတဲ့နေရာကျမှကျိုးပေါက်သွားပြီးဝက်လင်းမိဘတွေရှိရာသို့ကြားရောက်လာခဲ့ပါတော့တယ်။အဲ့ဒီအချိန်မှာတော့ဝက်လင်းတယောက်ရှေ့ထွက်လာခဲ့ရပါပြီ။ဝက်လင်းလည်းမိဘတွေစီကိုတဲတဲလာနေတဲ့ဓာတ်ပြန်တွေကိုကန်ထုတ်လိုက်ပြီးတာနဲ့မင်းပါလို့မဆိုင်တဲ့အပြင်လူတွေကိုပါဆွဲထည့်ရတာလဲဆိုပြီးမေးလိုက်ပါတယ်။ကျိုးဖန်ကလည်းငါ့ကိုအနိုင်တိုက်နိုင်ရင်ပြောပြမယ်ဆိုပြီးလင်းယုံဆုပ်ဖြဲခြင်းတိုက်ကွက်နဲ့တိုက်ခိုက်လာပါတယ်။တိုက်ခိုက်မှုကိုဝက်လင်းကတော့အနှဲငယ်ပဲအားစိုက်ထုတ်ပြီးတုံ့ပြန်လိုက်ပါတယ်။သူ့ရဲ့စွမ်းအားကြီးတိုက်ကွက်ကိုဝက်လင်းကအေးဆေးဆေးနဲ့ခုခံလိုက်တာကြောင့်ဒေါသထွက်သွားပြီးဓာတ်ပြန်မြောက်များဆင့်ခေါ်ကတိုက်ခိုက်လိုက်တဲ့အတွက်ဝက်လင်းကလည်းဆွဲငင်အားကျင့်စဉ်နဲ့ပြန်လဲထိန်းချုပ်ပြီးတံပြန်တိုက်ခိုက်လိုက်ပါတော့တယ်ဒီတစ်ခေါက်မှာတော့ကျိုးဖန်လည်းအလွန်တင်းသွားတာကြောင့်မင်းကငါ့ကိုဒီတိုင်းကွက်ထုတ်သုံးရတဲ့အထိဖိအားပေးနိုင်တာပဲဆိုပြီးစွမ်းအားကြီးတိုက်ကွက်ဖြစ်တဲ့မင်းနဲ့စပါအုပ်မွေတိုက်ကွက်ကိုထုတ်ဖော်ကဝက်လင်းကိုတိုက်ခိုက်လိုက်ပေမဲ့ဝက်လင်းရဲ့ဖြစ်စည်းခြင်းကိုသာခံလိုက်ရပြီးကျိုးဖန်တယောက်အရှုံးကြီးရှုံးနိမ့်သွားခဲ့ရပါတော့တယ်မထင်းမထားတဲ့ရလက်ကြောင့်ကွင်းပြင်တစ်ခုလုံးအုပ်အောတောင်းနှင်းဖြစ်ကစူညံနေခဲ့ပါတယ်ဒါကဂိုင်းဝင်ခွင့်ရဖို့အတွက်နဲ့ကိုတက်တည်ဖို့စူးစမ်းတဲ့ဝက်လင်းဆိုတဲ့တယောက်မလားသူဘာလို့အခုလောက်ထိစွမ်းအားကြီးလာရတာလဲဆိုပြီးတန်တောနဲ့ပြောဆိုနေကြပါတော့တယ်မိဘတိဓာကြီးဆိုတဲ့ဝက်လင်းကတော့ကျိုးဖန်ကိုဆုံးမဖို့အတွက်တခြားဘာကိုမှမတွေးတော့ပဲချီစုဆောင်ခြင်းအစဉ်ဆက်လေးကိုထုတ်ဖော်ကကျိုးဖန်ကိုအသက်ကုန်တော့ပါတော့တယ်အဝေးတနေရာမှာတော့စောင့်ကြည့်နေတဲ့ဆရာဖြစ်သူကဝက်လင်းစီမှာယတနာတစ်ခုခုရှိနေတယ်ဆိုတာသိသွားတဲ့အတွက်အပြုံးလေးနဲ့ထွက်သွားခဲ့ပါတယ်
တစ်ဖက်မှာတော့သူတပည့်ကိုထိရကောင်းမလားဆိုပြီးရွှန်တောက်ကိုင်းကအကြီးကဲကဝက်လင်းကိုတက်ဖို့အတွက်စ조사လာပါတော့တယ်အဲ့ဒီအခါဟန်ရွက်ကိုင်းကဘိုးဘေးရောက်ရှိလာခဲ့ပြီးဝက်လင်းကိုကာကွယ်ပေးလိုက်ပါတယ်ပြီးတာနဲ့မင်းကဝက်လင်းလို့ခေါ်တာလားအခုကစပြီးမင်းကိုအတွင်းတပည့်အဖြစ်သတ်မှတ်ပေးလိုက်ပြီးဟုလူရှိသူရှိမှကြီးညာပေးလိုက်ပါတယ်ဝိယုံဖြူတပည့်တွေကလည်းအခုလိုမျိုးဂိုင်းရဲ့အနိုင်ရလက်ကိုယူဆောင်ပေးတဲ့ဝက်လင်းကိုချီကျူးထောပနာပြုကြပါတယ်ပြိုင်ပွဲပြီးဆုံးသွားပြီဖြစ်လို့နေရက်ပြန်တော့မဲ့မိဘတွေကိုလိုက်ဖို့ရင်သူ့အတွက်စိုးရိမ်နေစရာမလိုတော့တဲ့အကြောင်းသူကအခုဆိုဝိယုံဖြူတပည့်ပါဖြစ်လာပြီဆိုတဲ့အကြောင်းပြောပြနေရင်သူ့ရဲ့အတိစိတ်ကြောက်ပတိစိတ်ကိုထုတ်ပေးလိုက်ပါတယ်အန်ဒီရဲ့တစ်ခုခုနဲ့ကြုံလာတဲ့အခါကျရင်ဒါကိုဖိချေပြလိုက်ပါဒါဆိုရင်သူတိမှဖြစ်လို့ချက်ချင်းလာခဲ့မယ်ဆိုတဲ့အကြောင်းရှင်းပြနေခဲ့ပြီးမိဘတွေကိုတိတိကျကျနှုတ်ဆက်နေခဲ့ပါတယ်နောက်တနေ့မှာတော့ဟန်ရွက်ကိုင်းကတပည့်တွေအကုန်လုံးတောင်ကနေထွက်သွားကြဆိုတဲ့အတန်ကြီးကိုကြားလိုက်ရပြီးဂိုင်းတစ်ခုလုံးတုန်ခါသွားခဲ့ပါတယ်ဝက်လင်းကိုအဆင့်တိုးမြင့်ပေးခဲ့တဲ့ဘိုးဘေးဖြစ်သူကအကြီးကဲဖြောင်းတန်ကျစ်ကျုပ်တို့ဂိုင်းနှစ်ခုကအစင်မြဲချစ်ခင်ရင်းနှီးခဲ့ကြပါတယ်ဘာလို့များအခုလိုမျိုးပြုမှုရပါသလဲဆိုပြီးမေးမြန်းလိုက်ပါတယ်တတိသားအဆင့်အကြီးကဲကလည်းကြည်ရတာမင်းတို့မသိသေးဘူးနဲ့တူတယ်ဂျူနီယာညီလေးအိုးရန်တောက်ကလည်းမင်းတို့သိအောင်မပြောခဲ့ဘူးထင်ပါတယ်မင်းတို့ဂိုင်းကဆရာဘိုးဘေးဖြစ်သူနဲ့တခြားတတိသားအဆင့်ကျင့်ကြံသူတွေအကုန်လုံးနေနမိတ်ပြင်ပါကစစ်ပွဲမှာအသက်ဆုံးရှုံးကုန်ကြပြီအဲ့ဒါကြောင့်မင်းတို့ဂိုင်းကိုငါတို့သိမလို့လာတာဆိုပြီးအရှိန်ဝါနဲ့စတင်တိုက်ခိုက်ပါတော့တယ်ဟန်ရွက်ဂိုင်းကဘိုးဘေးဖြစ်သူလဲအားလုံးပဲပြရာခက်မနေကြနဲ့ငါတို့ဟန်ရွက်ဂိုင်းကနှစ်ပေါင်းထောင်ချီတည်တံ့ခဲ့တဲ့ဂိုင်းတစ်ခုဖြစ်လို့ငါတို့ကာကွယ်ရမယ်လို့ပြောကအကြီးကဲများစုပေါင်း၍ဂိုင်းအကာကွယ်စီရင်ကိုစတင်ကင်းကျင်းပါတော့တယ်ဂိုင်းကျုပ်ဖြစ်သူဟွန်လုံကိုတော့တပည့်တွေကိုခေါ်ပြီးတောင်အောက်ဆင်းသွားတော့လို့မှကြားနေခဲ့ကသူကိုယ်တိုင်တတိသားအဆင့်ကျင့်ကြံသူဖြောင်းတန်ချစ်ကိုရင်ဆိုင်တိုက်ခိုက်ပါတော့တယ်တစ်ဖက်မှာတော့ဝက်လင်းရဲ့ဆရာအတူရောင်ဖြစ်သူကဟန်မဆောင်နိုင်တော့ပဲဝက်လင်းကိုသူနဲ့လိုက်ခဲ့ဖို့လာခေါ်ပါတယ်ဘိုးဘေးတွေနဲ့အကြီးကဲတွေကိုသွားမကူဘူးလားလို့မေးတဲ့အခါတတိသားအဆင့်ကျင့်ကြံသူတယောက်ရဲ့အရှိမငါတို့အားလုံးကပရက်စိတ်တွေလို့ပြောရင်အခါကြီးတစ်ခွက်ငဲ့ကဝက်လင်းကိုတောက်ခိုင်းပါတယ်ဘိုးတော်ကြီးရဲ့အကြံစီကိုသိနေတဲ့ဝက်လင်းကတော့ဒီတစ်ခါရောပါအစိတ်တွေခတ်ထားပြန်ပြီလေပထမတစ်ခါကလို့ဟွာလင်းပင်စိတ်လားဒါမှမဟုတ်ဆန်းရှိတန်ကောင်စိတ်လားလို့မေးကအခါရည်တွေကိုတွန်းပစ်လိုက်ပါတော့တယ်တခိုးလူမိသွားတဲ့ဆရာဖြစ်သူလဲချုံနှောင်ချင်းအစီရင်ကိုထုတ်သုံးပြီးဝက်လင်းကိုဖမ်းချုပ်လိုက်ပါတယ်တစ်ဖက်မှာလည်းတတိသားအဆင့်ကျင့်ကြံသူတယောက်ရှိမှတိုက်ကွက်တိုင်းကအသုံးမဝင်ဖြစ်နေခဲ့ရတာကြောင့်ဂိုင်းချုပ်ဖြစ်သူကသူ့ရဲ့အသက်ဆွမ်းအားကိုလောင်ကျွမ်းပြီးတိုက်ခိုက်ရတဲ့နဂါဝိညာဉ်တိုက်ကွက်ကိုထုတ်ဖော်ကသူမသိမချင်းဒီဂိုင်းကိုခြေတလန်းတောင်မချနိုင်စေရဘူးလို့ပြောကတိုက်ခိုက်လိုက်ပါတယ်ဒါပေမဲ့ဒီလိုအရင်ကြီးတဲ့တိုက်ခိုက်မှုကတော့တရေသားအဆင့်ကျင့်ကြံသူဖြောင်းတန်ချစ်ကိုနည်းနည်းလေးမှမထိခိုက်စေခဲ့ပဲဂိုင်းချုပ်ဖြစ်သူသာဒဏ်ရာရရှိသွားခဲ့ရပါတယ်။ဂိုင်းချုပ်ဖြစ်သူဒဏ်ရာရသွားတာကိုမြင်တော့ကျန်တဲ့သူတွေလည်းစူပေါင်းပြီးအစည်းအဝေးကိုအားဖြည့်ပေးနေကြပါတယ်။အခန်းထဲမှာတော့ဝက်လင်းရဲ့ဆရာဖြစ်သူကဝက်လင်းငါ့ကိုစိတ်မဆိုးပါနဲ့ပထမတော့ငါမင်းကိုအစိတ်ပြန်ဖြေပေးမလို့ပဲဒါပေမဲ့မင်းကကိုယ့်ဘာသာအစိတ်ဖြေနိုင်ခဲ့တဲ့အပြင်ကျင့်ကြံခြင်းကလည်းမြ мян ဆန်းဆန်းကြီးတိုးတက်လာခဲ့တယ်။အဲ့ဒါကြောင့်မင်းစီမှာယရနာစွမ်းတစ်ခုခုရှိနေတယ်ဆိုတာသိချသွားခဲ့တယ်အခုတော့ဗာလဲဆိုတာကြည်ပါရစေဆိုပြီးဝက်လင်းကိုစိတ်ဝိညာဉ်ရှာဖွေဖို့လုပ်ပါတော့တယ်စိတ်ဝိညာဉ်ရှာဖွေမှုအောက်မှာအသိစိတ်ပင်လယ်တွေကထန်းနီပတိစိတ်ကိုရှာတွေ့သွားခဲ့ပြီးဒါကဘာကြီးလဲလို့မင်းနေတဲ့အချိန်မှာပဲဝက်လင်းစီကနေချီစွမ်းအင်တွေထွက်လာခဲ့ပြီးစွန်းဒတ်ကျူကိုထိန်းချုပ်လိုက်ပါတော့တယ်စွန်းဒတ်ကျူတယောက်လှုပ်လို့မရတော့ပဲဝက်လင်းကသူ့ကိုဆန်းရှိတန်ကောင်စိတ်တိုက်ထားတာဖြစ်ကြောင်းသိရှိသွားတဲ့အတွက်အလွန်တုံလှုပ်ချောက်ချသွားရပါတယ်တကယ်တော့ဝက်လင်းကတန်တရာဝင်နေတဲ့အချိန်ကစပြီးဆန်းရှိတန်ကောင်ပင်ပါတဲ့အခါရည်ကိုစွန်းဒတ်ကျူအားတိုက်ထားပြီးသားဖြစ်ပါတယ်ပထမတော့သူ့ကိုဘာမှမလုပ်ရင်ရှော့ပေးလိုက်ဖို့ဆုံးဖြတ်ထားပေမဲ့အခုချိန်မှာတော့ဒေါသအရန်ထွက်နေတာကြောင့်သွားသေးလိုက်ဆိုပြီးစွန်းဒတ်ကျူကိုတစ်ချက်ထဲနဲ့ရှင်းပစ်လိုက်ပါတော့တယ်ဆုံးဖြတ်ချက်ပြတ်သားပြီးဒေါင်းဆေးတဲ့ဗျူဟာတွေကြောင့်စစ်ထုနန်လဲဝက်လင်းကိုချီကျူးနေခဲ့ပြီးဝက်လင်းရဲ့ရက်ဆက်သိရင်ရက်ဆက်ပစ်လိုက်တဲ့ပုံစံတွေကိုသဘောကျနေခဲ့ပါတယ်တောင်ထိပ်ပေါ်မှာလည်းဖြောင်းနှံကြီးရဲ့တိုက်ခိုက်မှုကြောင့်လူများစွာတုံးအယုံလဲလို့နေကြပါတယ်ဆက်တိုက်နေရင်လည်းအကျိုးထူးမှမဟုတ်တဲ့အပြင်ဂိုင်းသားတွေပဲထိခိုက်လာမှဖြစ်တာကြောင့်နောက်ဆုံးမှာတော့ဂိုင်းကနေသာဆုံးခွာပေးဖို့ဘိုးဘေးဖြစ်သူကဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်ဂိုင်းသားတချို့ကတောင်အောက်ဆင်းကြသလိုတချို့ကတော့ရွှန်တောက်ဂိုင်းမှာပဲဗပြောင်းခိုးဝင်ကြပါတယ်ဝက်လင်းတယောက်တောင်အောက်ဆင်းနေရင်နှစ်ပေါင်းထောင်ချီတီတန်းခဲ့တဲ့ဟန်ရွက်ဂိုင်းကြီးတစ်ခုတောင်အခုလိုမျိုးပျက်စီးသွားရတာကိုမြင်တော့စစ်မှန်တဲ့ကျင့်ကြံခြင်းလောကရဲ့ရက်စက်မှုတွေကိုသိရှိလာခဲ့တဲ့အတွက်စစ်ထုနန်ကိုအခုထပ်ပို့ပြီးတင်ပြပေးဖို့တောင်းဆိုနေခဲ့ပါတယ်ဒါမှပဲသူ့ကိုယ်သူပြင်သူ့မိသားစုကိုပါကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်ဒီလိုနဲ့ပဲယာတီအလီလီပြောင်းခဲ့ပြီး၄နှစ်တာဆိုတဲ့အချိန်တစ်ခုကုန်ဆုံးသွားခဲ့ပါပြီ၄နှစ်ကြာဂူအောင်ကျင့်ကြံခဲ့တဲ့နောက်မှာတော့ဝက်လင်းတယောက်ပို့ပြီးရင့်ကျက်လာသလိုပို့ပြီးလဲစွမ်းအားကြီးလာခဲ့ပါတယ်ဒါကြောင့်ကျင့်ကြံခြင်းလောကကိုစတင်ခြေဆန့်ဖို့အစဉ်သင့်ဖြစ်လို့နေခဲ့ပါပြီ